သစ္စာမဲတဲ့သားကိုအခုလိုပြတ်သားနိုင်လို့စံပြရောက်ခမအဖြစ်လေးစားခံနေရတဲ့ဦးခင်လိုင်မိဘတွေကသားသမီးတွေကိုဘလို့အချိန်နေမှမပစ်ပယ်ဘူးဆိုတော့စကားရှိပေမဲ့လည်းဦးခင်လိုင်ကတော့ကောင်းတဲ့သားသမီးကိုချီးမြှောက်တယ်လို့မကောင်းတဲ့သားသမီးကိုလည်းစွန့်လွတ်နိုင်တဲ့သူပါဦးခင်လိုင်ကပရိသတ်တွေကိုပျော်ရွှင်အောင်လုပ်ပေးတတ်တဲ့သူဖြစ်ပေမဲ့သားအရင်ကိုတော့အမွေဖြတ်ထားပါတယ်ဦးခင်လိုင်ရဲ့သားကြီးကသူချစ်တဲ့သူနဲ့လက်ထပ်ရတဲ့အတွက်ပျော်ရွှင်ခဲ့ပြီးတော့ကလေးနှစ်ယောက်ကိုဝါမွေးဖွားခဲ့ပေမဲ့နောက်ထပ်မိန်းကလေးတစ်ယောက်နဲ့အိမ်တော်ရေးဖောက်ပြန်ခဲ့ရကြောင်းဦးခင်လိုင်ကဒေါသထွက်ခဲ့ရပါတယ်သူ့ရဲ့သားအကြီးဆုံးနောက်အိမ်တော်ပြူသွားတဲ့ချိန်မှာကိုသားမျက်နှာကိုထောက်ပြီးတော့အမားကိုအမှန်လို့ဖုံးကွယ်မပေးခဲ့ပါဘူးသားဖြစ်သူရဲ့လုပ်ရဟောင်းလုံးဝအမှားယွင်းကြောင်းကိုတိတိကျကျလက်ခံခဲ့ပြီးတော့သတင်းစာကနေတစ်ဆင့်သားအဖြစ်ကနေအမွေပြတ်ဆွန့်လွတ်ကြောင်းကိုတရားဝင်ကြေညာခဲ့ပါတယ်သားသမီးအရင်ကိုတစ်မျိုးချွေးမသမက်ကိုတစ်မျိုးခွဲခြားဆက်ဆံတတ်ကြပါပေမဲ့ဦးခင်လိုင်ကတော့ချွေးမဆိုတာလေသူများရဲ့မိဘကအမျက်တနှုံးမွေးမြူလာတဲ့သမီးရတနာဖြစ်လို့ကိုယ့်ရဲ့မိသားစုရဲ့ရောက်လာမှတော့ကိုသမီးအရင်လိုပဲသဘောထားရမယ်ဆိုတဲ့စိတ်ရှိပါတယ်ဒါကြောင့်လေအပြစ်မရှိပဲနင်နာခဲ့ရတဲ့ချွေးမဖြစ်သူဘက်ကနေသာယုံကြည်ချက်ရှိရှိရပ်တည်ပေးခဲ့တာပါဒါအရင်လားချွေးမလားဆိုတာထက်ဘသူကမှန်တယ်လေဘသူကနင်နာနေတယ်လေဆိုတာကိုတန်းတူညီမျှတိတိကျကျအဆုံးဖြတ်ပေးခဲ့တာပါသားသမီးပဲဖြစ်ဖြစ်ချွေးမပဲဖြစ်ဖြစ်တန်းတူဆိုတဲ့အတိတ်ပဲနဲ့ဖြူစင်တဲ့စိတ်ဓာတ်နဲ့တရားမျှတတဲ့ဥခင်လိုင်ရဲ့ဆုံးဖြတ်ချက်ကိုသဘောကျရဲ့လားဆိုတာအမြင်လေးတွေကိုမျှဝေခဲ့ပါအောင်ရှင်ငလင်းလုံနေချိန်မှာသမီးဖြစ်သူကိုခန္ဓာကိုယ်နဲ့ကောက်ွယ်ပေးခဲ့တဲ့ဗင်နီဇွဲလားကမြစ်တာကြီးမာတဲ့အမေမကြသေးခင်ကဗင်နီဇွဲလားနိုင်ငံမှာပြင်းထန်တဲ့ငလင်ကြီးတစ်ခုလှုပ်ခတ်သွားခဲ့ပြီးတော့အခုထိကယ်ဆယ်ရေးတွေလုပ်နေရပါတယ်ငလင်းကြောင့်ထိခိုက်မှုတွေရှိခဲ့ပြီးတော့အဲ့ဒီထဲမှာဗင်နီဇွဲလားနာမည်ကြီးဘောလုံးသမားတဦးဖြစ်တဲ့ဟက်တာဘယ်လိုရဲ့နေအိမ်လည်းပြိုကျပျက်စီးခဲ့ပါတယ်ငလင်းလုံးနေချိန်မှာဘောလုံးသမားကအပြင်ရောက်နေပေမဲ့အိမ်ထဲမှာဘောလုံးသမားရဲ့ဇနီးဖြစ်သူနဲ့သမီးလေးပဲရှိနေပြီးတော့ကလေးလေးကတော့အသက်ရှင်ခဲ့ပါတယ်။ဘောလုံးသမားရဲ့ဇနီးဖြစ်သူကအသက်28နှစ်အရွယ်သားရှိသေးပြီးသူ့ရဲ့သမီးလေးကိုအသက်နဲ့လေးပြီးတော့ကောက်ွယ်သွားတာပါ။အိမ်ကြီးပြိုကျလာတဲ့စက္ကန့်ပိုင်းလေးအတွင်းမှာအပြင်ကိုပြေးထွက်သွားလို့ရပေမဲ့မပြေးခဲ့ပါဘူး။အပေါ်ကနေပြိုကျလာတဲ့အုတ်ခဲတွေကိုကြောပြင်းနဲ့ခံပြီးတော့သမီးဖြစ်သူကိုရင်ဝင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေဖက်ကောက်ွယ်ခဲ့တာပါ။ခန္ဓာကိုယ်ကိုတတိုင်းကြီးတစ်ခုလိုအသုံးချပြီးကလေးကိုအကောက်ွယ်ပေးခဲ့တာပါ။ကယ်ဆယ်ရေးသမားတွေကအပြက်စီးတွေကိုရှောက်ပေးလိုက်တဲ့အခါအုတ်ခဲအိပ်ပြီးတော့ဘဝကူးပြောင်းနေပြီဖြစ်တဲ့မိခင်ကိုတွေ့လိုက်ရပါတယ်။သူ့ရဲ့ခန္ဓာကိုယ်အောက်မှာတော့အသက်ရှင်လျက်လုံခြုံစွာကြံရစ်နေတဲ့သမီးလေးလည်းရှိနေတာပါ။အသက်28နှစ်အရွယ်မိခင်ကနောက်ဆုံးထွက်တဲ့အထိသမီးလေးကိုအသက်ပေးကယ်တင်သွားခဲ့တာပါ။သမီးဖြစ်သူကိုကယ်တင်လိုက်နိုင်ပေမဲ့လည်းဇနီးဖြစ်သူကတော့ကွယ်လွန်သွားတဲ့အတွက်ဗင်နီဇွဲလားဘောလုံးသမားကတော့ဝန်နေနေရပါတယ်။ဒါပေမဲ့သူ့ရဲ့ဇနီးကမိခင်မြတ်တာကြီးမားတဲ့သူဖြစ်ကြောင်းကိုတော့တကယ်ပါလုံးကဂုဏ်ပြုစကားတွေပြောနေရပါ။သမီးဖြစ်သူအတွက်အသက်ကိုတောင်မှလဲသွားခဲ့တဲ့မိခင်လေးကောင်းရာမွန်ရာကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။